အားလုံးပဲမင်္ဂလာပါခင်ဗျာ Shiva Vocational Training Program နဲ့30 House မြန်မာတို့ပူးပေါင်းဖွင့်လှစ်တဲ့ Content Creation Workshop အပတ်စဉ်1ကိုအောင်မြင်စွာပြီးဆုံးခဲ့ပါတယ်။ Shiva ရဲ့2025ခုနှစ်အတွက်နောက်ဆုံးသင်တန်းလေးဖြစ်တဲ့ Content Creation Workshop ကိုဒီဇင်ဘာလ21ရက်နေ့တနင်္ဂနွေနေ့တွင်30 House မြန်မာတွင်ပြုလုပ်ခဲ့ပါတယ်။သင်တန်းတွင် branding ရဲ့ရည်ရွယ်ချက်များ၊ရောင်းချရမယ့်အုပ်စုကိုရွေးချယ်ပုံများ၊ storytelling အရေးပါပုံများအပြင်ထုတ်ကုန်များအတွက်ဓာတ်ပုံယူအစများ customer testimony ရဲ့အစရှိသဖြင့် photo based content များနဲ့ smartphone များဖြင့်ဓာတ်ပုံရယူရာတွင်သိရှိထားရမည့်အချက်များ caption ရေးသားနည်းတပတ်စာ content plan ရေးဆွဲနည်းများကိုသင်တန်းဆရာမများနဲ့အတူတက်ကြွစွာလုပ်ဆောင်ခဲ့ကြပါတယ်။သင်တန်းကိုစလေဆုံးစိတ်ပါဝင်စားစွာဖြင့်တက်ကြွနဲ့သင်တန်းပြီးဆုံးအောင်တက်ရောက်ခဲ့ကြတဲ့သင်တန်းသူသင်တန်းသားများကို Shiva အဖွဲ့သားများမှအထူးပဲကျေးဇူးတင်ရှိသလိုများစွာဂုဏ်ယူကြောင်းလည်းပြောကြားလိုပါတယ်။သင်တန်းချိန်တွင်လက်တွေ့သင်ယူနေမှုပုံရိပ်များကိုလည်းမျှဝေပေးလိုက်ရပါတယ်ဗျ။နောက်လာတွေမှာလည်းအမျိုးသမီးများရဲ့ဘဝရည်တည်မှုအတွက်အသုံးဝင်တဲ့ဘယ်လိုသင်တန်းတွေကိုထပ်မံဖွင့်လှစ်သွားအောင်လဲဆိုတာကို Shiva Vocational Training Program ကိုဆက်လက်ဆောင်ကြည့်ပေးဖို့ဖိတ်ခေါ်အပ်ပါတယ်ဗျ။